ဘာဘာတခုတည်းမှာကြမ်းတိုက်နေတဲ့စပွဲထိုးမလေးဟာကြည့်ရတာတာမန်လူတယောက်လိုပါပဲဒါပေမဲ့သူမဟာနာမည်ကျော်ကျယ်ပွင့်တွေကိုတောင်အံ့အားသင့်စေနိုင်တဲ့ဖုံးကွယ်ထားတဲ့တချင်းဆိုပါရမီရှင်တယောက်ဆိုတာဘယ်သူမှမသိကြပါဘူးမကြသေးခင်ကမှသူမဟာတချင်းဆိုပြန်ပွဲတစ်ခုမှာထပ်မံစည်ရင်ပေးခဲ့ပေမဲ့အရင်အကြိမ်တွေလိုပဲနောက်တစ်ကြိမ်ထပ်ပြီးတော့အပယ်ခံခဲ့ရပြန်ပါတယ်အခုဆိုရင်သူမဘယ်နှကြိမ်မြောက်ကြာရှုံးခဲ့ပြီလဲဆိုတာတော့မမှတ်မိတော့ပါဘူးတချိန်ကသူမဟာစင်ပေါ်မှာတောက်ပရမဲ့သူလို့ကိုယုံကြည်ခဲ့ဘူးပေမဲ့လက်တွေ့ဘဝကတော့သူမကိုစူညံနေတဲ့ဘားလေးတစ်ခုမှာအလုပ်လုပ်ဖို့ပဲဖိအားပေးခဲ့ပါတယ်ဒါတော့မှသူမဟာစင်မြင့်ထက်ကိုတန်တငေးကြည့်နေမိတော့မှာပဲဂီတတန်တွေစထွက်လာတိုင်းသူမရဲ့ခန္ဓာကိုယ်ဟာစီချက်နဲ့အတူလိုက်ပါလှုပ်ရှားနေတတ်ပြီးမိရောက်အောင်မှာယုံကြည်မှုအပြည့်နဲ့ဖျော်ဖြေနေတဲ့တီးဝိုင်းကိုအားကျစိတ်နဲ့ငေးကြည့်နေမိပါတယ်ဂီတထဲမှာပဲစိတ်ရောက်နေတတ်တာကြောင့်အလုပ်ကိုအာရုံမစိုက်ဘူးဆိုပြီးသူမရဲ့တထေးကအမြဲတမ်းစူပူချိန်မောင်းလေးရှိပါတယ်ပင်မနှွဲနေစရာကောင်းတဲ့အလုပ်စင်းချိန်တွေပြီးဆုံးလို့ညှင်းတဲ့အခါမှာတော့သူမဟာကတင်ဘောကိုပြစ်လဲလိုက်ပါတယ်နေရံမှာကတ်ထားတဲ့ပိုစတာတွေကိုကြည့်ရင်ဒေါသစိတ်ပြတ်မှုနဲ့မျောလင်းချက်မဲ့မှုတွေကိုတပြိုင်နက်တည်းခံစားလိုက်ရပါတယ်စိတ်ပြတ်အားငယ်မှုတွေအထွတ်ထိပ်ရောက်သွားတဲ့ခဏမှာတော့သူမဟာနေရံကပိုစတာတွေကိုအပိုင်းပိုင်းဆဆဖြစ်အောင်စုပ်ဖြတ်ပစ်လိုက်ပါတယ်ဒါဟာသူမရဲ့အိမ်မက်ကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်လိုက်တဲ့နည်းလမ်းပါပဲဒါပေမဲ့ကံကြမ္မာဆိုတာကတော့ထူးဆန်းတဲ့ဟာတာတစ်ခုကိုလုပ်ပြလိုက်ပါတော့တယ်တနေ့မှာတော့တီးဝိုင်းရဲ့အဓိကအဆိုတော်ဟာရုတ်တရက်ဒဏ်ရာရသွားပါတယ်ဖြောပြပွဲဆက်ခါနီးချိန်ပရိသတ်တွေကလည်းစောင့်ဆိုင်နေကြပြီဖြစ်လို့ဘာတစ်ခုလုံးပြရခတ်သွားပါတယ်ခဏလောက်တုံးဆိုင်နေပြီးနောက်မှာတော့အဲ့ဒီကောင်မလေးဟာလက်ကိုဖြည်းဖြည်းချင်းမြောက်ပြီးသူမကိုယ်တိုင်ယာယီအဆိုတော်အဖြစ်ဝင်ဆိုပေးဖို့ကန့်လန့်လိုက်ပါတယ်တီးဝိုင်းအဖွဲ့ဝင်တွေကတော့တန်တရားမျက်လုံးတွေနဲ့ကြည့်နေကြပါတယ်စပွဲထိုးမလေးတယောက်ကဒီပွဲကိုကယ်တင်နိုင်လိမ့်မယ်လို့ဘယ်သူမှမယုံကြည်ခဲ့ကြပေမဲ့တခြားရွေးချယ်စရာမရှိတော့တာကြောင့်သူမကိုစင်ပေါ်တက်ဖို့ခွင့်ပြုလိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့ဂီတတန်တွေစတင်လာပါတယ်သူမရဲ့ပထမဆုံးစာသားကိုစဆိုလိုက်တဲ့အချိန်မှာပဲဘာတစ်ခုလုံးတိတ်ဆိတ်သွားပါတော့တယ်သူမရဲ့အတန်ဟာအခန်းထဲကလူတိုင်းရဲ့စိတ်ကိုချက်ချင်းဖန်ဆားလိုက်နိုင်ပါတယ်ပရိသတ်တွေဟာသူမရဲ့တချင်းဆိုတမ်းမှာစီမျောသွားပြီးအံ့အားသင့်စွာငေးကြည့်နေကြပါတယ်သူမရဲ့ဖြောပြမှုတွေမှာပရိသတ်တွေနစ်မျောနေတာကိုမြင်လိုက်ရတဲ့အခါပျောက်ဆုံးနေတဲ့ယုံကြည်မှုတွေဟာသူမစီကိုတဖန်ပြန်လည်ရောက်ရှိလာပါတော့တယ်